Okay ဒီနေ့ဒီ FS Studio မှာပေါ့နော်ကျွန်တော်တီးပြီးဒါကျွန်တော်တီးလို့စင်မပြေတဲ့ဒီမကြိုက်တဲ့ဒီရဲ့ MIDI တွေပေါ့နော်ဒီຢာတွေကိုကျွန်တော်ဒီကနေပြီးတော့မှတကူတကဒီလိုသွားနေပြီးတော့အဲ့လိုမျိုးသွားဖြစ်เสียမလို့ပေါ့နော်အဲ့လိုမျိုးဖြစ်เสียမလို့ဘယ်လိုမျိုးဖြစ်မလဲဆိုရင်ဒီကောင်နှိပ်เสียမလို့ဒီထဲနေပြီးတော့မှနှစ်ချက်ထောက်ဒါမှမဟုတ်ရင်ဒီမှာပြန်နိုရောမှာအဲ့လိုမျိုးဒီပြန်နိုရောကိုအရင်ခေါ်မယ်ခေါ်ပြီးရတယ်ဘာမှစလစ်ထောက်စရာတွေလည်းမလိုဘူးเนาะစလစ်လောက်စရာတွေလည်းမလိုဘူးဒီ keyboard shortcut ကနေပြီးတော့မှဒီရဲ့ delete ဆိုတဲ့ဟာပေါ့เนาะပြောမယ်ဒီကောင်ပေါ့เนาะအဲ့ကောင်ဒီကောင်တစ်ချက်နေလိုက်ရင်ဒါလည်းအကုန်လုံးပျောက်သွားမှာဖြစ်တယ်ပြီးတော့เนาะဆိုတော့ဒါအရေးကြီးရပါเนาะ